မင်္ဂလာပါဒါကတော့ပြည်သွားတဲ့ကျွန်တော်တို့ခီးစဉ်တွေရဲ့ဗီဒီယိုလေးကျွန်တော် edit လုပ်ပြီးထားတာပါเนาะဒါကတော့ကျွန်တော်ပြည်ရဲ့ကျွန်တော်သမိုင်းဝင်တီခိတ္တရာမျိုးဟောင်းသွားတာပေါ့ဒါကတော့ကျွန်တော်လမ်းဘေးမှာကျွန်တော်တွေ့တဲ့ဒါဆိုပပေါ်ကြီးဖျားပေါ့เนาะကျွန်တော်ဒါပပေါ်ကြီးဖျားကိုရောက်တယ်ဒါကျွန်တော်တို့ရဲ့မင်္ဂလာဦးပထမအောင်ဆုံးစပြီးလက်မှတ်ထိုးတဲ့ဖျားပေါ့เนาะအဲဒီဖျားကိုကျွန်တော်တို့ရောက်ခဲ့တယ်ပြန်ပြီးတော့ပေါ့เนาะ10နှစ်ပြည့်ပေါ့နော်ဒါကတော့10နှစ်ပြည့်17နှစ်ပြည့်ပြီပေါ့နော်ကျွန်တော်အမျိုးသမီးနဲ့ဒါဆိုကျွန်တော်အမျိုးသမီးနဲ့ကျွန်တော်နဲ့17နှစ်ပြည့်မှာဓာတ်ပုံလေးပြန်ရိုက်ပြီးတာဒါတော့ယဟန္တာကံပေါ့နော်ကျွန်တော်ယဟန္တာကံအဲ့ဒီရဲ့ကံကြီးထဲမှာကျွန်တော်အမျိုးသမီးနဲ့ကျွန်တော်မယူခင်တော့စပြီးချင်းတွေ့တဲ့အခါတော့ကျွန်တော်ကြာပန်းလေးခူးပေးခဲ့ဘူးလေအဲ့ကံထဲမှာအဲ့ဒီကံကြီးလေးကကြာပန်းလေးကိုကျွန်တော်ခူးပြီးတော့ပေးခဲ့ဘူးလေပေါ့နော်အခုကတော့အိုက်ကန်ကြီးကိုကျွန်တော်17နှစ်ပြည့်တဲ့အချိန်မှာပြန်ရောက်ခဲ့တာပေါ့နော်ဒါကျွန်တော်တို့အလွမ်းပြေပြန်ကြည့်တာပေါ့နော်တရားကန်ကြီးကအိုက်ကန်တွေကကြာပွင့်လေးကိုကျွန်တော်ခူးပေးခဲ့တယ်ကျွန်တော်မယူခင်စခုပြည့်တဲ့နေ့ရပေါ့နော်ဒါကတော့သူတို့ကျွန်တော်တေးကိတ္တရထဲမှာရှိတဲ့ဒီကန်ကြီးရဲ့အကြောင်းတွေပေါ့နော်ကျွန်တော်ရေးပေးထားတယ်အများကြီးရှိတယ်ပေါ့နော်ဒါကတော့ကျွန်တော်အခုသွားနေတဲ့လမ်းကတော့ကျွန်တော်နဲ့ကျွန်တော်ရဲ့အမျိုးသမီးနဲ့မယူခင်တော့အမှကျွန်တော်ဆူတောင်းခဲ့တဲ့ညောင်ပင်တပင်ရှိတယ်။အဲဒီညောင်ပင်ကြီးကဆူတောင်းလဲတကယ်ပြည့်ပါတယ်။အခုကျွန်တော်တို့တကယ်ဆူတောင်းပြည့်တာပေါ့နော်။ကျွန်တော်တို့ဆူတောင်းခဲ့တဲ့ဟာတွေအားလုံးပြည့်ပါတယ်။ဒီညောင်ပင်ကြီးပါ။အဲဒီညောင်ပင်ကြီးအခုကျွန်တော်17နှစ်ပြည့်တဲ့အခါမှာကျွန်တော်တို့ဒီတစ်ခါပြန်ပြီးတော့ရောက်ခဲ့ပါတယ်။ဒီတစ်ခါမှလည်းကျွန်တော်တို့ဆူတောင်းနေပြည့်ခဲ့တဲ့အတွက်ကျေးဇူးတင်တယ်လို့ကျွန်တော်တို့ပြန်ပြီးထပ်ပြီးတော့ဆူတောင်းနေလဲထပ်ပြီးတော့ဆူတောင်းခဲ့ပါတယ်ဒီညောင်မင်းကြီးကတကယ်ဆူတောင်းပြပါတယ်เนาะကျွန်တော်ရဲ့customer တွေကလည်းပြည်ကိုရောက်ခဲ့တဲ့အခါကျဒီညောင်မင်းကြီးမှာဆူတောင်းပါတကယ်ဆူတောင်းပြပါတယ်ကျွန်တော်ရဲ့စီးပွားရေးလူမှုရေးအားလုံးကျွန်တော်အမျိုးသမီးနဲ့ယူတဲ့အချိန်တော့ကျွန်တော်တောင်းခဲ့တဲ့ဆူအကုန်ပြပါတယ်တခုမကြံအကုန်ပြပါတယ်ချက်ချင်းပြတာပါဒါကျွန်တော်တို့17နှစ်ပြန်ရိုက်ထားတဲ့ဟာပေါ့เนาะဒါကတော့ကျွန်တော်တို့ပြန်ထွက်ပါတယ်အဲ့ကနေအိုက်ကန်ကြီးကနေကျွန်တော်တို့ပြန်ထွက်မယ်ပေါ့နော်ကျွန်တော်တို့ဟိုဘက်နောက်တစ်ခုကိုသွားမယ်ပေါ့နော်သွားမယ်ဒါကတော့ကျွန်တော်ကားပါမောင်းတာတော့ကျွန်တော်ပါဒါပြန်ထွက်မယ်ပေါ့နော်ကျွန်တော်တို့ထွက်ပြီးရင်ဘယ်ကိုသွားမလဲဆိုတာလေးကျွန်တော်ပြောပြပါမယ်ကြည့်လိုက်ပါဒါကတော့အားလုံးသိကြတဲ့အတိုင်း3ပန်လာကျွန်တော်တို့လက်သေးရေကန်ရှိတဲ့3ပန်လာရဲ့ဟိုပါပေါ့နော်အိမ်တော်ပေါ့နော်အဲ့3ပန်လာအိမ်တော်ကိုကျွန်တော်တို့သွားပါတယ်ဒါတော့လက်သေးရေကန်ရှိတဲ့ကျွန်တော်3ပန်လာအိမ်တော်မှာကျွန်တော်စဝင်မယ်ဒါအဝင်လမ်းလေးပေါ့နော်ဒါကျွန်တော်တို့ကားရက်မယ်ဒါကတော့ကျွန်တော်ရုပ်တော်မချောပါဘူးတိကန်ကြည့်ပြီပေါ့နော်ဒါ3ပန်လာအရင်အိမ်အဟောင်းအိုက်ကောင်ရငယ်လေးလှုပ်လို့အခုပြိုသွားတယ်ပေါ့နော်ပြိုသွားတော့ကျွန်တော်တို့ညာဘက်ချမ်းမှာအခုအသစ်ဆောက်ထားတာပေါ့ဒါကတော့အသစ်ဆောက်ထားတာအခု3ပန်လာအိမ်တပုံစံနဲ့ကိုပြန်ပြီးအသစ်ဆောက်ထားတာပေါ့နော်ဒါတော့သူတို့ထဲမှာရှိတဲ့တမင်လေးတွေကျွန်တော်တို့ရေကန်တွေရှိမယ်ရေကန်တွေဒါဆိုရင်ငကယုံဖျားပေါ့နော်ငကယုံငကားပတ်ထားတဲ့ဖျားရှိမယ်ဒါရှေးဟောင်းဖျားတွေပေါ့နော်ဒါအဲ့ဇေဒီဆိုလဲတော်တော်နှစ်ကြာပြီရှေးဟောင်းဇေဒီတော်ပါအဲ့ဒါတွေလည်းကျွန်တော်တို့မိသားစုထုခဲ့ပါတယ်ပေးအဲ့ညာဘက်ကလေးရနေဝင်သွားရင်ကျွန်တော်တို့နောက်မှပါလေးရှိမလဲလိုက်ကြည့်ပေးပါအောင်နော်ဒါတော့ကျွန်တော်ကားရက်ထားတဲ့ခုနနေရာပေါ့နော်ဒါကျွန်တော်တို့အဲ့ဘက်ကိုသွားမယ်ဒါခုနဖျားကြီးရဲ့ဘေးကနေပြီးတော့နော်ကျွန်တော်တို့ပတ်ပြီးတော့သွားကြတာပေါ့နော်ဘေးကနေဒါပတ်ပြီးတော့သွားတာပေါ့နော်ဒါအဲ့3ပန်လာပြီးတော့ကျွန်တော်တို့ဒါကတော့ဘယ်လိုပြောရမလဲကျွန်တော်ကြော်သူဖျားလို့ပြောရမှာပေါ့နော်ကြော်သူဖျားကိုရောက်တဲ့ဟိုပါနော်ဒါကကြော်သူရဲ့ရုပ်ထူကြီးပါဒါကျွန်တော်ကြော်သူဖျားထဲမှာထားတဲ့ထီးမတင်ရသေးဘူးပေါ့နော်ဖျားထီးမတင်ရသေးတဲ့ဒါထီးတွေဘာတွေအကုန်ထဲမှာထားတဲ့အခန်းပေါ့နော်ဒါကျွန်တော်ကြော်သူဖျားကိုရောက်တဲ့အခါမှာကျွန်တော်ဘလော့လေးရိုက်ထားတဲ့ဟာပေါ့နော်ဒါအထဲမှာထီးတွေတင်အောင်မယ်ကြော်သူဖျားမှာဘယ်ဇေဒီမှထီးမတင်ရသေးဘူးခုချိန်လေးနော်ဒါကတော့ကျွန်တော်ဓာတ်ဖမ်းထားတဲ့ပုံပေါ့နော်ဒါတော့ကျွန်တော်တို့ပြေနဝရီတရာကြီး
ဒါကြီးလုံးဝလှတယ်နော်ကျွန်တော်ဟိုဘက်ကဒါဆိုဟိုဘက်ကမြင်နေတဲ့စီဒီလေးအဲ့ဒါရွှေပုံသားဖရားပေါ့နော်ရွှေပုံသားကျွန်တော်တို့ရွှေပုံသားငွေပုံသားသွားတဲ့အခါမှာရိုက်ထားတာဒါကတော့ကျွန်တော်တို့ရွှေပုံသားမူနီဖရားကြီးကိုဝင်ပြီဒါတော့စပြီးဝင်တာပေါ့နော်ရွှေပုံသားဖရားဝင်ကျွန်တော်တို့အရှိရပေါက်ကလူအရန်ရှုပ်လို့ကျွန်တော်အဟိုးဘက်နောက်ဖက်ပေါက်ကကျွန်တော်တို့တက်နေကြနောက်ဖက်ပေါက်ကနေပဲတက်တယ်အဲ့ဘက်ကလူမရှုပ်ဘူးကျွန်တော်တို့အေးအေးချမ်းချမ်းတက်ရတယ်ပေါ့နော်ပြီးတော့ဖရားနဲ့လည်းနီးတယ်အရန်သွားတရားမလို့တကားရက်ပြီးတက်ရုံပဲเนาะဒါကတော့ကျွန်တော်ရဲ့အငယ်ဆုံးမြောက်ကလေးနဲ့ကျွန်တော်နဲ့ပေါ့เนาะဒီကောင်အဲ့ကောင်တော့မြောက်ကလေးမြောက်ကလေးနဲ့ကျွန်တော်တို့အတူတူဖရားကိုတက်တယ်မြောက်ကလေးကတော့စော့တယ်ပေါ့ဒါတော့ကျွန်တော်တို့ရွှေပုံသားမုနိဖရားကြီးပေါ့เนาะရွှေပုံသားမုနိဖရားကြီးမှာကျွန်တော်တို့ဖရားဖူးတယ်ပေါ့เนาะကျွန်တော်တို့ဒါကတော့ကျွန်တော်တို့ဖရားရင်တော့ကလည်းကျွန်တော်တို့လေမယားတွေကျွန်တော်တို့မိသားစုတွေလာရင်ဒီနေရာမှာပဲအမြဲတမ်းဖရားဖူးလေးရှိတယ်ဒီတစ်ခါလဲ17နှစ်မြောက်မှာကျွန်တော်ပြန်ရောက်တဲ့အခါမှာဒီရဲ့ဆောင်းတက်မှာပဲဒါဆိုရင်ကျွန်တော်တို့အရင်တော့ကเนาะကျွန်တော်ဟိုယူကာစာတော့လည်းဓာတ်ပုံရိုက်ခဲ့တဲ့နေရာလေးပေါ့เนาะဒါကတော့ကျွန်တော်ရွှေစံတော်ရောက်ပြီပေါ့เนาะရွှေစံတော်ကတော့ကျွန်တော်မှောင်သွားပြီညနေ6နာရီလောက်ဖြစ်သွားပြီပေါ့နော်ဒါအခုဆက်လီကတက်ချင်းပဲအမမုတ်ဦးတော်မဖြစ်သွားသေးဘူးရွှေဆန်တော်ရဲ့မုတ်ဦးတော်ဖွင့်ပွဲလုပ်တဲ့မုတ်ဦးတော်မဖြစ်သွားသေးတဲ့အချိန်ပေါ့နော်ဒါကျွန်တော်ဖျားပန်းနေပါလေဝယ်တယ်ဒါကျွန်တော်တို့ပါတဲ့ကျွန်တော်တို့မိသားစုတွေပေါ့နော်ဖျားပန်းဝယ်တယ်ကျွန်တော်တို့ရွှေဆန်တော်ဖျားပေါ်တက်မယ်အဲ့ရှိရမြင်နေရတဲ့ဦးလေးကြီးကတော့သူကတော့ကျွန်တော်တို့ရဲ့လုံးဝအခြေရဆုံးဦးလေးပေါ့ဒါဆိုရင်ကျွန်တော်ဖျားပေါ်တက်မယ်သူဆက်လီကအဲ့ဖွင့်ပွဲလှုပ်ထားတာမဟုတ်ဘူးကလေကျွန်တော်တို့သွားတဲ့အချိန်တော့ဖွင့်ပွဲလှုပ်တုံးချီသေးတယ်အဲ့မဟုတ်ဘူးကအဲ့ဘက်ကနေပဲကျွန်တော်တက်တယ်ဟိုဘက်ကဓာတ်လီကားတွေရှိတဲ့ဘက်ကကျွန်တော်တို့ဘယ်တော့မှမတက်ဘူးအဲ့ဘက်ကဝေးလဲဝေးတော့လေဒီဘက်ကဆိုကားပတ်ကင်လဲနီးတယ်ဖျားပေါ်လဲနီးတယ်အရင်တော့လှီကားနဲ့လဲကျွန်တော်တို့ဒီတိုင်းတက်လိုက်ရုံနဲ့ပြီးတယ်ကျွန်တော်ထိတ်ကပြောင်းနေတော့နည်းတော့တိခံကြည့်ပြီပေါ့နော်ဒါဆိုရင်ကျွန်တော်ရွှေစံတော့ဖျားပေါ်တက်ပါပြီဒါကတော့ချီတုပ်ပါချီတုပ်လည်းပါတယ်ပေါ့နော်ဒါဆိုရင်ရွှေစံတော့ဖျားပေါ်ကျွန်တော်တို့တက်ပြီပေါ့နော်ရွှေစံတော်ဖျားကလည်းကျွန်တော်တို့အတွက်အများကြီးအထိပ္ပယ်ရှိတယ်ပေါ့နော်ကျွန်တော်တို့ယူကာစတော့ဒီဖျားမှာလက်မှတ်ထိုးတဲ့နေ့တော့ဓာတ်ပုံရိုက်ထားတဲ့နေရာလေးဒီဒါဆိုရင်ကျွန်တော်ဓာတ်ပုံရိုက်တဲ့နေရာစီရီပေါ့နော်ကျွန်တော်တို့ရွှေစံတော်ဘုရားမှာယူတဲ့နေ့တော့အဲ့တောင်လေးမှာကျွန်တော်ဓာတ်ပုံရိုက်ခဲ့တာပေါ့နော်အခုတစ်ခါ17နှစ်မြောက်မှာလည်းပြန်ပြီးတော့အဲ့ဒီနေရာကိုရောက်တယ်အဲ့ဒီနေရာမှာဓာတ်ပုံလေးတွေပြန်ရိုက်ခဲ့တယ်ပေါ့နော်ဒါတော့ကျွန်တော်ပြန်ပါပြီအုတ်ကံပါပါဒါကတော့ထောက်ကျက်လမ်းဆောင်ကိုရောက်ပြီကျွန်တော်အတန်ကြီးတော့မထည့်တော့ဘူးကျွန်တော်အခုစကားအတန်ကြီးပဲထည့်ပြီးတယ်ပေါ့နော်ဒါထောက်ကျက်လမ်းဆောင်ကိုရောက်ပါပြီအရှိမဆိုရင်ထောက်ကြလန်းဆုံးကြော်ပြီပေါ့နော်ဒါကကျွန်တော်ဟိုစီဆိုင်ရှိတဲ့နာလမ်းဆောင်ဟိုစစ်တန်းချိုင်းနာပေါ့နော်